Thank you.
နေရင်မြစ်တာမျိုးနဲ့ကြည်အားဒီအသက်ပိုင်ခြင်းကိုမခိုးဆိုင်လဲမသိကြားစီကူအသက်မသွင်းခင်မှာသွားလို့ရသွားလိုက်ပါတော့သေမှုလို့ပြင်မှုနာလဲဘာယံတိပုံမြင်ကလေးင